အောင်ပွဲဆိုတာကတော့နောက်ဆုံးအဆုံးအဖြတ်မှာထွက်ပေါ်လာတဲ့အဖြေဟာအောင်ပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေစပြီးဘယ်မှာအဆုံးသတ်မလဲဆိုတာအတိအကျရှိတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ် NUG အပါအဝင်မြန်မာနိုင်ငံအထက်ပိုင်းတော်လှန်ရေးအင်အားစုများထံလက်နက်ခဲယမ်းများနဲ့တကွာစီရေးအကူအညီများကိုအဓိကထောက်ပံ့ပေးနေတဲ့ ERO အဖွဲ့ကြီးနှစ်ခုရှိပါတယ်။ဟုတ်ပါတယ်။တချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ဝပြည်ပြည်စည်းညီညွတ်ရေးတပ် UWSA တို့ဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေး Phase 2နောက်ပိုင်းမှာတရုတ်ရဲ့ PR ပေးမှုကြောင့် UWSA ထံမှလက်နက်ခဲယမ်းစီးဆင်းမှုဟာအကန့်အသတ်ရှိသွားခဲ့ပြီးနောက် KIA ဟာညီလက်နဲ့အညာဒေသတော်လှန်ရေးအင်အားစုတွေအတွက်အရေးပါတဲ့လက်နက်ခဲယမ်းထောက်ပံ့ရေးအရင်းမြစ်ဖြစ်လာခဲ့ပါတယ်။မိတ်ဆွေတို့ကိုမေခွန်းတစ်ခုလောက်မေးကြည့်ခြင်းပါတယ်။ KIA ဟာຫນွေဦးတော်လှန်ရေးအင်အားစုတွေကိုထဲထဲဝင်ဝင်ထောက်ပံ့ပေးနေတာဘာကြောင့်လို့ထင်ပါတယ်လဲအများစုကတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးနဲ့ Federal Democracy ရရှိရေးလို့အဖြစ်ပြီးကြမှာပါမှန်ပါတယ်မငင်းလို့ပါဘူးတို့တော့ဒါဟာ KIA ရဲ့ပထမအဆင့်ရည်မှန်းချက်သာဖြစ်ပြီးဒီထက်ပိုတဲ့ရည်မှန်းချက်တွေလည်းကြီးကြီးမားမားရှိနေပါသေးတယ်ဒါဒီဟာဘာများဖြစ်မလဲဆိုတာခံမှန်းကြည့်ကြရအောင်ယခုဗီဒီယိုဟာတော်လှန်ရေးအတွင်းကမြည်သည့်အဖွဲ့အစည်းကိုမှဝေဖန်တိုက်ခိုက်ရိုခြင်းမဟုတ်ဘဲပြည်သူများတည်ထင်တည်ထိုက်တဲ့ပထဝီနိုင်ငံရေးပညာရဲ့ရှုထောင့်ကနေသာအရှိတရားကိုတင်ပြခြင်းဖြစ်ပါတယ်ပထမဆုံးသိခါတင်တာကကချင်ပြည်နယ်ရဲ့ပထဝီစီရေးအနေရထားပါစစ်ကော်မရှင်တက်အနေနဲ့ကချင်ပြည်နယ်ကိုစစ်ဆင်နိုင်မှုရာရှမ်းမြောက်နယ်စကိုင်းဟာအဓိကဝင်ပေါက်တွေပါ၎င်းဒေသနှစ်ခုစလုံးအလုံးစုံလွတ်မြောက်သွားခဲ့ပါဟာကချင်ဟာစစ်ပွဲအကြီးအကျယ်နှွှဲစရာမလိုပဲ KIA လက်ထဲကိုအလွယ်ကလေးရောက်လာတော့မှာပါနေဦးတော်လိုင်းစတင်လာခြင်းမှာတော့ KIA ဟာတချင်ဝင်ပေါက်ဖြစ်တဲ့စကိုင်းကိုအင်အားဖြည့်ကဥစွာစီရေးတိဆောက်လာခဲ့ပါတယ်။ NUG MOD လက်အောက်ကတိုင်ရင်တပ်ဖွဲ့များကိုလည်းစစ်တင်နန်းပေးကစစ်တေတာမှုများကိုစီလွတ်ကုတ်ခဲ့စီပြီးနောက်လူအပ်တဲ့လက်နက်ခဲယမ်းများကိုလည်းရှော်စည်းနဲ့တမျိုးအရေးကြနဲ့တဖုံအမျိုးမျိုးရောင်းချပေးခဲ့ပါတယ်။ PDF တိုင်ရင်များကလည်း KIA ရဲ့အနိကညွှန်ကြားမှုနဲ့အတူမော်လူဘန်းမောက်အင်းတော်ပင်လယ်ဘူးရွှေပြည်အေးမြို့တဲ့ခမ်းပတ်စားတဲ့မြို့တွေကိုသိမ်းနိုင်ခဲ့ပြီးဒါဟာကဘာကျော်ကြောက်စင်းများထွက်ရှိရာဖားကန်ဒေသနဲ့ KIA ဌာနချုပ်ရှိရာလိုင်းစာဒေသကိုထိုးစစ်ဆင်လာနိုင်တဲ့စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတွေကိုကုန်းလမ်းမှာဖြတ်တောက်ပိတ်ဆို့ကစီယူကာထားလိုက်တဲ့သဘောပါတချင်တို့ဒုတိယဝင်ပေါက်ဖြစ်တဲ့ရှမ်းမြောက်ဟာလည်းလက်ရှိမှာညီနောင်မဟာမိတ်များသိမ်းပိုက်ဆိုးမှုထားလျက် KIA တရင်တပ်ဖွဲ့များဟာအခြေစိုက်လှုပ်ရှားနေတာကြောင့်စိတ်ပူစရာမရှိပါဘူးဒီလိုအခြေအနေမျိုးမှာစစ်ကော်မရှင်တပ်ဟာကချင်ကိုစစ်ကိုအလုံးအရင်ပို့နိုင်မှုရာ ARA မြေချောင်းတစ်ခုတည်းသာရှိပါတော့တယ်ဒီနောက်မှာတော့ KIA ဟာဒုတိယခြေလှမ်းဖြစ်တဲ့ဖားကန်ဒေသကဘာကျော်မြေရှားတပ်ထုများထွက်ရှိရာပန်ဝါချီဖွေဆော့လော်နဲ့၎င်းတို့ဌာနချုပ်ရှိရာလိုင်းစာတဝိုက်ကို Operation 0307 စစ်စင်ရေးစင်လျက်စစ်ကော်မရှင်တပ်အခြေစိုက်စခန်းကြီးများဗျူဟာကုန်းများအပါအဝင်စစ်စခန်းကြီးငယ်ပေါင်း90ကျော်ကိုသိမ်းယူနိုင်ခဲ့ပါတယ်။နယ်စပ်ကုန်သွယ်ရေးစခန်းများကြောက်စိမ့်လုပ်ကွက်များကိုသာမကမြေရှားတပ်ထုတွင်းတွေကိုပါရယူနိုင်ခဲ့ပြီးနောက်တရုတ်ရဲ့ PR ပေးမှုကိုပါပေါ်ပေါ်ထင်ထင်တုံ့ပြန်နိုင်ခဲ့ပါတယ်။ဒါဟာ KIA ရဲ့ကြီးမားတဲ့စော်စားမှုတစ်ခုဖြစ်ပြီးလွဲချော်သွားပါကပေးဆက်ရမယ့်တန်ဖိုးကလည်းများပါတယ်။ကချင်ပြည်နယ်နဲ့တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်မှာရှိတဲ့နယ်စပ်ဂိတ်တွေကိုတရုတ်ဘက်ကပိတ်ထားတာ2လနီးပါးရှိလာချိန်မှာလွယ်ကျယ်တဲ့ကမ်ပိုင်တီနယ်စပ်ဂိတ်တွေကိုတရုတ်ဘက်ကဒီနေ့မှပြန်ဖွင့်ပေးလိုက်ပြီလို့ဒေသခံတွေကပြောပါတယ်။တရုတ်နိုင်ငံကကချင်ပြည်နယ်အတွင်း KIA စစ်နွှဲနေတဲ့ထိုးစစ်တွေရပ်တန့်ဖို့ဖိအားပေးနေချိန်တရုတ်မြန်မာနယ်စပ်ကပန်ဝါမြို့နဲ့ကမ်ပိုင်တီမြို့တွေကို KIA ကထိန်းချုပ်လိုက်တဲ့အောက်တိုဘာလကုန်ပိုင်းကစလို့တရုတ်နိုင်ငံဘက်ကနယ်စပ်ဂိတ်တွေကိုပိတ်ခဲ့တာပါတရုတ်ဘက်ကနယ်စပ်ဂိတ်တွေကိုပိတ်လိုက်တဲ့အချိန်မှာ KIA ကလည်းတရုတ်နိုင်ငံဘက်ချမ်းကိုဂိတ်တွေပြန်ပိတ်လိုက်တဲ့အတွက်ကချင်ပြည်နယ်ကနေတရုတ်နိုင်ငံစီသယ်ဆောင်နေတဲ့မြေရှားတပ်တုသယ်ယူမှုပါရပ်တန့်သွားပါတယ်။ဒီဇင်ဘာ10ရက်နေ့ပြီးတော့တရုတ်နိုင်ငံရဲ့ဖိတ်ကြားမှုကြောင့်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအန်ဗန်လာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံကိုတွားရောက်ပြီးတရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ Conference CPPCC အဖွဲ့ဝင်ဝူကန်နဲ့ပေကျင်းမြို့မှာတွေ့ဆုံခဲ့ပါတယ်။ဝူကန်ကဂျာမနီနိုင်ငံမှာတရုတ်သံအမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အရင်ကဆိုရင်မြန်မာရေးအတွက်အထူးအသံဖြစ်ဆောင်ရွက်လေးရှိတဲ့တိန့်ရွှေကျွင်းနေတာတရုတ်မြန်မာနယ်စပ်အခြေစိုက်တိုင်းသားလက်နက်ကိုင်တပ်တွေတွေ့ဆုံလေးရှိရာကနေအခုတော့တရုတ်ဘက်ကကိုယ်စားလှယ်ကိုပြောင်းလဲလိုက်တာပါတရုတ်ဘက်ကဆွေးနွေးဘက်လူပြောင်းသွားတဲ့အတွက်မူဝါဒပြောင်းလဲသွားတဲ့သဘောလို့တရုတ်ရေးလေးလာသူတူကသုံးသပ်ပါတယ်ဒီရက်ပိုင်းမှာတင် KIA ကိုတရုတ်ရဲ့စီမံကိန်းတွေအကာအကွယ်ပေးဖို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရသူမော်နင်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်အခုလိုမျိုးတရုတ်နိုင်ငံဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ပေးလိုက်တာတရုတ်နိုင်ငံအတွက်မြေရှားတပ်ထုကမဖြစ်မနေလိုအပ်သလိုနားလည်မှုတစုံတရာရရှိသွားတဲ့သဘောလို့ကချင်နိုင်ငံရေးသမားတူကပြောပါတယ်သူကမြေရှားဒေသမြေရှားထွက်တဲ့ဒေသကိုကင်လိုက်နိုင်တဲ့အခါကျတော့အဲ့တော့တကားတွေခုနှစ်နေပိတ်ထားတာတော့ဟုတ်တယ်တရုတ်ကဖွင့်ခိုင်းမယ်မလဲ KIA ကမဖွင့်ဘူး KIA ကပြောတာကျန်တဲ့ဟာတွေအားလုံးဖွင့်ပေးရမယ်ပေါ့ဗျာအဲ့နယ်စပ်မှာရှိတဲ့ဟာတွေအားလုံးဖွင့်ပေးရင်တော့သူလည်းဖွင့်ပေးမယ်ပေါ့အဲ့တော့အလဲလုံနိုင်တာဒါရှိတယ်လေအဲ့ရနောက် leverage တခုရှိသေးတယ်ခုသိမ်းထားတဲ့နေရာတွေကိုခင်ဗျားကြည့်နယ်စပ်မြင်းပေါ်မှာနယ်စပ်နဲ့ကတ်နေတာအဲ့ဒါတွေကိုစစ်တပ်ကလာပြီးဘုံကျဲလို့မရဘူးလေနော် MNDAA တက်ပါတာသူကတာပါတယ် KIA ရဲ့နိုင်ငံရေးရည်မှန်းချက်ကအတော်ကိုကြီးပါတယ်။နေမီပိုင်ဆိုးရုံသက်သက်မဟုတ်ပဲကမ္ဘာမြေရှားတပ်ထုဖြန့်ချီရေးဈေးကွက်အတွင်းမှာကီးပလေယာတယောက်အနေနဲ့ဝင်ရောက်လှုပ်ရှားနိုင်မှုရည်ရွယ်ထားပါတယ်။ဒီအပြင်ခေတ်သစ်ပိုလန်မစီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်တဲ့အိန္ဒိယ China ကုန်သွယ်ရေးလမ်းကြောင်းကိုလည်းအကောင့်ထဲပေါ်နိုင်မှုကြိုးစားနေလျက်ရှိပြီး၎င်းလမ်းကြောင်းတစ်လျှောက်ကမြို့ငယ်များကို PDF များနဲ့အတူသိမ်းယူထားပါတယ်။အဆိုပါစီမံကိန်းကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်မှာကလက်ရှိတရုတ်နဲ့အိန္ဒိယတို့ရဲ့မြန်မာအရေးရှုမြင်ပုံမူဝါဒတွေဟာလည်းအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ဒါဟာ KIA ရဲ့အတွက်ပထဝီနိုင်ငံရေးကိုကောင်းစွာအသုံးချကမြင့်မားတဲ့နိုင်ငံရေးပုံရိပ်တစ်ခုကိုတိစောက်နေတာဖြစ်ပြီးကြီးမားတဲ့စိန်ခေါ်မှုတချို့ဟာလည်းရှိနေပြန်ပါတယ်။ KSS စစ်အာဏာရှင်များကစနစ်တကျဖန်တီးထားတဲ့ပြဿနာတစ်ခုဖြစ်ပြီး KIA အတွက်ကတော့အတော်ကလေးကိုအချိန်ယူဖြေရှင်းရအောင်မှာပါဒါကတော့လူမျိုးရေးပြဿနာပါစစ်အစိုးရအဆက်ဆက်ဟာကချင်ဒေသမှာ KIA ကိုမရှင်ပြိုင်နိုင်တာကြောင့်1985ဝန်းကျင်ခန့်မှာကချင်နဲ့ရှမ်းပြည်များကြားလူမျိုးရေးပဏိပခကိုရည်ရွယ်ချက်ရှိရှိဖန်တီးပေးခဲ့ပြီး1989မှာရှမ်းပြည်တို့ကိုလက်နက်တပ်ဆင်ပြီးက SNA ရှမ်းပြည်တပ်ကိုထူထောင်ပေးခဲ့ပါတယ် SNA ဟာတပ်မဟာ3ခုအဖြစ်ဖွဲ့စည်းထားပြီးတော့ဒေသ3ခုမှာဖြန့်ခွဲလှုပ်ရှားကြပါတယ်ကချင်နဲ့စကိုင်းအဆက်ဗမောက်နယ်အတွင်းမှာဌာနချုပ်အခြေစိုက်ပါတယ်2021နောက်ပိုင်းမှာစစ်ကော်မရှင်တပ်ဟာလက်နက်ထောက်ပံ့မှုများအပြင်ဗန်းမောက်ဒေသအတွင်းမှာရှိတဲ့ရွှေတွင်းကြောက်တွင်းလုတ်ကွက်များကိုပါလိုက်ရောပြီးခဲ့တာကြောင့်အင်အားပုံမကြီးမှလာခဲ့ပါတယ် KIA နဲ့ရှင်ရင် SNA ရဲ့အင်အားဟာမပြောလောက်ပြီးမဲ့၎င်းတို့ရဲ့နေမီကျွမ်းကျင်မှုကိုစစ်ကော်မရှင်တပ်ဟာထိထိရောက်ရောက်အသုံးချလျက်ပူရဲစစ်ကြောင်းများထိုးရရှိပြီး KIA တို့ကတော့ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်လာခဲ့ပါတယ်တခြားသောပြည်သူစစ်များဖြစ်တဲ့လီဆူပြည်သူစစ်လာဟူပြည်သူစစ်ရဝန်ပြည်သူစစ်စတဲ့အဖွဲ့အစည်းများကိုလည်းမြန်မာစစ်တပ်ဟာကြောထောက်နောက်ခံပေးထားပြီး KIA ရဲ့လှုပ်ရှားမှုများကိုကန့်သက်ခါ KIO အုပ်ချုပ်ရေးရန်ရတိစောမှုကိုလည်းအဟံဒါကြီးကဖြစ်စေခဲ့ပါတယ်ကချင်ပြည်နယ်မှာ KIA ဟာစစ်ရေးအရာအနိုင်ရခဲ့ရင်တော့အဆိုပါလူမျိုးရေးပြဿနာများကိုအချိန်ယူကနှစ်ပေါင်းများစွာမျိုးဆက်အလိုက်ချေရှင်ကူစားရအောင်မှာပါကြောက်စိမ့်နဲ့မြေရှားကဲ့သို့တင်ရန်စာတများပိုင်ဆိုင်ထားခြင်းဟာလည်း KIA အတွက်အဖိုးမဖြစ်နိုင်တဲ့အားသာချက်တစ်ခုဖြစ်တယ်လို့ကြီးမားတဲ့အန်တရယ်တွေကိုလည်းဖိတ်ခေါ်နေပါတယ်အကြောင်းကတော့တရုတ်နဲ့အိန္ဒိယတို့ရဲ့အနာဂတ်မြေရှားလိုရင်ဖြည့်ထင်းရေးရည်မှန်းချက်တွေကြောင့်ပါဘေဂျင်းကအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့ဟာ၎င်းတို့ရဲ့သက်ဆိုင်ရာအကျိုးစီးပွားအသီးသီးအတွက်တော်လှန်ရေးအင်အားစုများရဲ့လှုပ်ဆောင်နိုင်စွာအဘက်လက်တွေကိုအစဉ်အကဲဖြတ်နေလျက်ရှိပြီး KIA အနေနဲ့ကြန့်ရှိနေတဲ့ကုန်သွယ်ရေးလမ်းကြောများကိုအပြည့်အဝထိန်းချုပ်ခါဥချိုရေးရန်တရားကိုလည်းဒီထက်ပိုမှုပြီးကြဲကြဲပြန့်ပြန့်ပြီးပြင်းတိစောက်နိုင်မှုအရေးကြီးလာပါတယ်ဒါဟာတရုတ်နဲ့အိန္ဒိယအပါအဝင်ကမ္ဘာအင်အားကြီးနိုင်ငံများရဲ့မြန်မာအရေးမူဝါဒအပြောင်းလဲများပေါ်တည်ရောက်မှုရှိပါလိမ့်မယ်ဒီအတွက်လည်း KIA ဟာအထက်မှာဖော်ပြခဲ့တဲ့လူမျိုးရေးအခြေခံပဏိပခများစွာနဲ့ပြည်သူစစ်အဖွဲ့များကိုမဖြစ်မနေရင်ဆိုင်ရအောင်မှာပါဒီအပြင်ကြောက်စိမ့်တဲ့မြေရှားတပ်ထုလုတ်ကွက်များစွာကိုလက်လွတ်လိုက်ရတဲ့စစ်ကော်မရှင်တက်အနေနဲ့နောက်ဆုံးဖွဲ့ဖဲတစ်ခုကိုထုတ်တုံလာခဲ့ပြန်ပါတယ်ဒါကတော့မြစ်ဆုံစီမံကိန်းမှာဒီပြဿနာဟာ KIA တဖွဲ့တဲ့ဖြည့်ရှင်းလို့မရနိုင်တာကြောင့် KIA ဟာ majority ဗမာလူမျိုးစုများအပြင်တခြားသောတော်လှန်ရေးအင်အားစုအသီးသီးရဲ့ထောက်ခံမှုများကိုပါမဖြစ်မနေလိုအပ်လာပြန်ပါတယ်မြစ်ဆုံစီမံကိန်းစမယ်လို့သတင်းထွက်လာပြီးရက်ပိုင်းအတွင်းမှာကိုပဲ KIA ဟာတော်လှန်ရေးအင်အားစုများအားလုံးပါဝင်တဲ့မဟာမိတ်တပေါင်းစုကြီးတစ်ခုအဖြစ်ဖွဲ့စည်းနိုင်ရေးကြိုးစားနေကြောင်းထုတ်ပြန်ကြေညာလာခဲ့ပါတယ်တော်လှန်ရေးမှာကျွန်တော်တို့ခင်အားစုစည်းမှုလိုတယ်ဆိုတဲ့အတိစိတ်ဓာတ်နဲ့ကျွန်တော်တယောက်တာဖြစ်ပါတယ်ရန်သူကိုကျွန်တော်တို့ကနဲ့အင်အားအခြားသော
အင်အားများနဲ့ရှင်ဖို့ဆိုတာခက်ခဲပါတယ်အမှန်တရားပေါ်မှာယက်တည်ပြီးကျွန်တော်တို့စုစည်းတဲ့ခွန်အားကလည်းကျွန်တော်တို့ရဲ့တကယ်ခွန်အားအစစ်မှန်ဖြစ်မှာဒါကျွန်တော်တို့အမြဲတမ်းတတိချက်ဖို့လိုပါတယ်ကျွန်တော်တို့တူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်တယ်လို့ယုံကြည်ပါတယ်ဒီလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်သွားတဲ့အခါမှာကျွန်တော်တို့ကစုစုစည်းစည်းနဲ့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်ကျွန်တော်တို့ကနားလည်မှုအပြည့်နဲ့အချိတ်ဆက်ညီကျွန်တော်ဆောင်ရွက်ဖို့လိုပါတယ် မြစ်ဆုံစီမံကိန်းဟာတကယ်ကိုစပြစ်မလားတရုတ်ရဲ့သဘောထားကကိုပတ်လို့ရှိမလဲကမ္ဘာဖိုးတန်မြေရှားတထုဘေးများကိုလက်ဝဲပိုင်ဆိုင်ထားတဲ့ KIA နဲ့မြစ်ဆုံစီမံကိန်းကိုထိုးအပ်လိုက်တဲ့စစ်ကော်မရှင်တပ်တို့ကြားအနာဂတ်မှာတရုတ်ဟာဘယ်ဘက်ကိုရက်တီမှာပါသလဲစားတဲ့ပဟိနီတွေကိုအပြေညှိဖို့အတွက်အထူးအစီအစဉ်အပိုင်း30ကိုဆက်လက်တင်ပြပေးသွားပါမယ်